ဒီရပိုင်းခမရဘွားကအရန်ကိုတောင့်တဖြစ်နေပြီလားဘာပြဿနာမှမရှိဘူးဘာစိန်ခေါ်မှုမှမရှိဘူးလို့ခံစားနေရတာဒါဆိုရင်တော့တတိထားပါမိတ်ဆွေခမရဟာအန်ဒီအများဆုံးထောင်ချောက်တစ်ခုလေးကိုရောက်နေပါပြီလူငယ်တော်တော်များများကဘဝမှာပင်ပင်ပန်းပန်းရုန်းကန်ရတာတွေကိုရှောင်ပြေးခြင်းရတယ်လွယ်ကူတဲ့လမ်းတတ်တာမဲ့အလုပ်ကိုပဲရွေးချယ်ခြင်းရတယ်ဒါပေမဲ့တကယ်အမှန်တရားကတောင့်တရှိတဲ့ဇုံဆိုတာအရန်နေလို့ကောင်းတဲ့နေရာလေးတစ်ခုဖြစ်ပေမဲ့အဲ့ဒီနေရာမှာဘယ်အရာမှရှင်သန်ကြီးထွားမလာနိုင်ပါဘူးလေ့ကျင့်ခန်းလုပ်တဲ့သူကိုပဲကြည့်ပါကြွသားတွေနာကျင်တဲ့အထိအလေးမမှလာခန္ဓာကိုယ်ကကြစ်လက်လာတာပါနာကျင်မှုကိုရှောင်ရင်တိုးတက်မှုဆိုတာဘယ်တော့မှရလာမှာမဟုတ်ပါဘူးကျွန်တော်တို့ကြေးလက်ဒေတာမှာဓာတ်တလက်ဆိုတာအိမ်တိုင်းရှိကြပါတယ်ဓမ္မပေါ့အဲ့ဒီဓမ္မတစ်ချောင်းကိုလေ့ချကြည့်ဘူးလားဓာတ်တလက်ထက်မြက်ဖို့ဆိုတာအရန်ကြမ်းတမ်းတဲ့ကြောက်သွေးတုံးပေါ်မှာအချင်းချင်းဖန်ဖန်ပို့တိုက်တွေ့ရပါတယ်ပို့တိုက်မှုမရှိတဲ့ဓာတ်ဟာအချင်းတန်ရင်တုံးသွားပြီးတန်ကြေးတက်တာပါပဲလောကကြီးမှာခမရကြုံတွေ့နေရတဲ့အခက်အခဲတွေငိုကျင်လောက်အောင်မပြေလည်တဲ့ပြဿနာတွေဆိုတာခမရကိုကြောက်ချနေတာမဟုတ်ဘူးနောက်တစ်ဆင့်တက်နိုင်ဖို့ခမရရဲ့အရေးအချင်းကိုတွေးပေးနေတဲ့ကြောက်တုံးတွေပါပဲလွယ်ကူတဲ့ဘဝကိုစုမတောင်းပါနဲ့ခက်ခဲတဲ့လိုက်လံတွေကိုခံနိုင်ရရှိတဲ့ခွန်အားမျိုးရဖို့ပဲကြိုးစားပါဒီနေ့ခမရရှောင်ပြေးနေတဲ့လောက်ရမှာကြောက်နေတဲ့အလုပ်တစ်ခုရှိရင်အခုချက်ချင်းရဲရဲဝံ့ဝံ့ရင်ဆိုင်လိုက်ပါအဲ့ဒီကြောက်ရွံ့မှုနောက်ပဲမှာခမရလိုချင်နေတဲ့အောင်မြင်မှုတွေရှိနေလို့ပါပဲခမရဟာတန်ကြေးတက်မဲ့လူလားဒါမှမဟုတ်ချက်မြက်တဲ့ဓာတ်တလက်ဖေးလားဆိုတာခမရကိုယ်တိုင်ပဲရွေးချယ်ပါဗီဒီယိုကိုစောင့်နေကြည့်ပြတဲ့အတွက်ဒီနေ့ကနေကလန့်လေးနဲ့ကျေးဇူးတင်ရှိပါတယ်ကျွန်တော်ကဦးချစ်ဖြစ်ပါတယ်